ဒီလိုလာလို့ရလာရေးနေ့စနေ6နေ့ကြည့်တယ်နေ့ဖြစ်တယ်ဒီလိုမျိုးနေ့ပေါင်းကြာကြီးပဲတော်လာရေးလောက်လာတဲ့အပေါ်မှာငါလူငယ်တယောက်အနေနဲ့မြင်တာကတော့ဘာကြောင့်တို့တော်လာရေးမအောင်မြင်ရတယ်လဲတော်လာရေးမအောင်မြင်ရတဲ့အကြောင်းရင်းအာနာရှင်မဖြုတ်ချနိုင်ရတဲ့အကြောင်းရင်းကညီညွတ်မှုအားနည်းလို့စီလုံးမှုအားနည်းလို့ဒီ90ကျော်ကာလမှာလည်းပိစက်ခဲ့ရတဲ့ရဲဘော်တွေပိစက်ခဲ့ရတဲ့ပြည်သူလူထုတွေပိစက်ခဲ့ရတဲ့အတို့ရဲ့ဒီလူမျိုးတွေဒီနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေအားလုံးကငါတို့ပြန်ကြည့်မယ်ဆိုရင်ငါတို့လက်ထက်မှာဒီဟာတွေအားလုံးလုံးမြောက်အောင်ငါတို့လုပ်အောင်ဒါကြောင့်မို့ပြောချင်တာကမင်းတို့ဒီကိုရောက်လာကြတယ်ဒီမြေပြင်အခြေအနေမှာအများကြီးကြားနေရတယ်လူမျိုးရေးခွဲခြားတာတွေငါတို့ကဖိနှိပ်ခံခြင်းတူတူပဲအာနာရှင်မပြုတ်ကြဘူးဆိုရင်ငါတို့ဘယ်သူမှမနှုံးမြောက်ဘူးဒီတော်လန်ရေးကိုပျော်ပြီးတော့လုပ်နေတဲ့လူလည်းတယောက်မှမပါဘူးဒီထဲမှာအလောကခံယူချက်နဲ့ခံစားချက်နဲ့နာကြည့်မှုတွေနဲ့ရောက်လာကြတာကြီးပဲဒါကြောင့်မို့အဓိကပြောချင်တာကတို့ညီညီညွတ်ညွတ်နဲ့ငါတို့လက်ထက်မှာဒီအာနာရှင်ကိုအပိတိုက်ငါတို့ဖြုတ်ချမရမယ်ငါတို့ဘိုးဘွားပြည်ခေတ်မှာတော့ဒီတော်လာရေးကစလုပ်ခဲ့တာကတော့ငါတို့ရဲ့အမျိုးသားရေးဟိုပဲပြဋ္ဌာန်းခွင့်ရရှိဖို့နဲ့ဒန်တူခွင့်ရရှိဖို့တော်လာရေးဝင်ခဲ့တယ်ဒါပေမဲ့အခုငါတို့လက်ထက်မှာဒီလိုမဟုတ်ဘူးငါတို့တမျိုးသားရေးအတွက်ပဲငါတို့တော်လာရေးလုပ်နေတာမဟုတ်ဘူးခုကတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက်ငါတို့တိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒါကြောင့်မို့မင်းတို့အားလုံးကပြောခြင်းနဲ့မင်းတို့ဒီကရင်ပြည်နယ်မှာတိုက်ပွဲဝင်နေရလို့ကရင်လူမျိုးအတွက်မင်းတို့တိုက်ပွဲဝင်နေတာမဟုတ်ဘူးတနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်မင်းတို့တိုက်ပွဲဝင်နေတာဒါအောင်မင်းတို့ကောင်းကောင်းသိဖို့လိုမယ်ကောင်းကောင်းနားလည်ဖို့လိုမယ်ဒါကြောင့်မို့ဒီနေ့ဒီချိန်ကစပြီးတော့ငါတို့လူငယ်တွေငါတို့မှာအနာဂတ်ရှိတယ်ဒီနိုင်ငံကိုအနာဂတ်ကိုပြန်လဲတည်ဆောက်ဖို့ငါတို့အားလုံးမှာတာဝန်ရှိတယ်ဒီကနေ့အခမ်းအနားမှာKNU ကလေးဘိုးကဒီလူကြီးတွေငါ့ကိုဒီစုတစိတ်ပေးအပ်တဲ့အပေါ်မှာငါမှအတွေ့အကြုံအများကြီးဝင်လာတယ်ဒီစုတစိတ်ကငါတယောက်တည်းတော်လို့တက်လို့ရတာတော့မဟုတ်ဘူးဒီစုတစိတ်ရရှိဖို့အတွက်ငါတို့သွေးတွေအသက်တွေဘယ်လောက်ထိပေးဆက်ခဲ့ရလဲဆိုရင်မင်းတို့အသိဆုံးပဲဒါပေမဲ့ငါတို့တုံလုံးခဲ့လားငါတို့ကြောက်ရွံ့ခဲ့လားရန်သူကိုတော်လှန်ပြီးတော့တိုက်နေရမှာငါပြောချင်တာကမင်းတို့လည်းထုံနည်း၎င်းပဲငါကငါတော်တယ်တက်တယ်တော့မပြောဘူးဒါပေမဲ့ကြည်ပါလို့စရာရှိတာလုပ်ပါငါတို့ကဒီချိန်မှာတော်လာရေးတပ်သားတွေဖြစ်တယ်သူများနိုင်ငံရေးပြောတာတော့သူများဟိုရေးပြောတာတော့ဒီရေးပြောတာတော့မင်းတို့စိတ်ဝင်စားနဲ့စစ်သားလို့ပဲစစ်သားလို့ရမယ်ငါမင်းတို့အများအားပြောတယ်ငါတို့မှာအချိန်တရက်မှာ24နာရီပဲရှိတယ်ဒီ24နာရီလုံးငါတို့အာနာရှင်ကိုဘယ်လိုတိုက်ရမလဲဆိုတဲ့ဟာကိုပဲမင်းတို့ခေါင်းထဲမှာထည့်ထားကျန်တာတွေကိုမင်းတို့ social media public တွေကိုမင်းတို့စိတ်ဝင်စားနဲ့ငါတို့လက်ထက်မှာငါတို့ပြက်သားမလုပ်ဘူးဆိုရင်သိကြတယ်ဒီမြန်မာဒီနိုင်ငံထဲမှာဘယ်ဒေါ်လာရေးမှတက်ဆိုးမရှိတော့ဘူးအခုကတနိုင်ငံလုံးငါတို့ဝိုင်းတိုက်နေကြတာမှဒီအာနာရှင်ကိုငါတို့ဒီကာလမှာမဖြုတ်ချနိုင်ဘူးဆိုရင်မင်းတို့ငါတို့အသက်ရှင်နေတဲ့အကြောင်းလည်းမရှိဘူးဒီဘွဲကနိုင်လားသေမလားဒီတစ်ခုပဲရှိမယ်အနိုင်ဆုံးမရှိဘူးစောရလည်းငါတို့မှရက်ကြည့်စရာမရှိဘူးဒါကြောင့်အနိုင်တိုက်ရမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကစပြီးတော့မင်းတို့အားလုံးပြောချင်တာကဘယ်နေမြေဘယ်ဒေသဘယ်ဧရိယာမှာပဲရောက်ငါတို့ရလက်နဲ့ကိုကန်ပြီးတော့မှအာနာရှင်ကိုဖြုတ်ချပြီးတော့တညီတညွတ်ရတဲ့တိုက်ကြပါလို့ငါမင်းတို့မှာကြားလို့ကျေးဇူးတင်ပါတယ်